တော့ချိန်နေကုန်ပြီတော့ဒီရောက်ဝဲတွေကရုံထွက်နိုင်တယ်မြင်နေကြမျက်နှာများဟာလည်းပုံသေးဖြစ်လို့ဖုန်းနဲ့တက်ခဲ့တဲ့ငါနာကကိုလည်းတစ်ချက်လောက်ကြည့်ပါအောင်အရေးတွေတင်ကလူဟာပိန်ချုံနေလို့အိတ်လေးစားလိုက်နေပဲချိန်နေပုတ်ခဲ့ရတဲ့နေ့တွေဟာမနဲ့လက်ထမိုးလေးလူကိုကြိုးစားဆယ်နာရီထိုးမှညပဲမိုးချို့လို့တိတ်ဆိတ်ချင်းစီတပံဆုံးရှိတဲ့အဲ့ဒီနေ့တွေတပြင်းပြင်းနဲ့လုံးဝပါခဲ့ဆိုကောင်းတော့ရှိတဲ့နေ့တီစီညမနိုးခြင်းနဲ့အိမ်ဆက်ကြည့်ခြင်းညမနိုးခြင်းနဲ့အိမ်ဆက်ကြည့်ခြင်းငါအိမ်ဆက်ကြည့်ခြင်းချိန်ကုန်တာနဲ့ဆန်လုံးနဲ့ငါကိုယ်တိုင်ဖြေရှာလို့မရခဲ့ဘောရာရီရဲ့ခြင်းများနဲ့ငါဒီတကစားပွဲကိုရှုံးစေငါရှုံးနေစေတိုင်းမဟုတ်ဘူးလေကွာမင်းရတယ်မင်းတခုတော့လုပ်တဲ့မီကွာမင်းဒီတိုင်းရွေးနေတော့မင်းဘဝမှာတိုးတက်စရာဘာတခုမှမရှိဘူးမင်းတခုတော့ပြောင်းလဲတဲ့မီရှုပ်ကောင်းနေပွဲတွေရလို့အိမ်မက်ကိုစင်တောက်ပါပြီးချိုးရီကြတော့နိုင်ငံခြားမှာပညာတော်တွေရင်းနေဤကိုဖစ်ပေါင်းခဲ့တဲ့ကောင်းတွေလက်ခုဆိုရင်မိမနဲ့ကလေးတွေကြောင်းပို့လို့အစင်းနေပြေနေပြီ yeah ကားမရှိငွေမရှိရွှေမရှိတာကောင်းထဲမှာငါရဲ့တွေးခေါ်တတ်တဲ့အုံနောက်ကြီးလည်းမရှိဟိုးနောက်ဆုံးပေးရဲ့နောက်ဆွန်ဆုံးမှာမြင်ရင်တေချာကြည့်ဘယ်သူမှတတိမထားမိတဲ့မှောင်လူတွေပါငါဟာချန်ခဲ့ပြီဘိုးတော်နဲ့ရှောက်ခဲ့ရတဲ့လမ်းတွေကများအမေကိုပေးခဲ့ဘူးတဲ့ကလေးတွေကိုလည်းအာနာမိသားအမေသားကမေကိုသားရွယ်ရောက်ရင်ပြန်ရှာကျွေးမှာပါတယ်လားပြောနဲ့လုံးနဲ့မညီတဲ့မေရဲ့သားကိုခွင့်လွှတ်ပေးပါဗျာကိုဝမ်းကိုကြောင်းလိုက်မယ်လို့သူများသားသမီးဒုက္ခပေးမိမမီတဲ့ပန်းလေးကိုမှတုံးခုပြီးတော့စစ်တဲ့ခူးမိမထိုင်သူလက်ထဲမှာပန်းလေးကတော့ချက်ချမလန်းခူးလဲမိတဲ့ငါသာနောင်နာရီနဲ့ဆက်နေရသည်လွမ်းဆုံးရှိရဲ့အဲ့ဒီနေ့တွေတပြင်းပြင်းနဲ့လုံးဝပါခဲ့ဆိုကောင်းလို့ရှိတဲ့နေ့တီစီညမနိုးခြင်းနဲ့အိမ်ဆက်ကြည့်ခြင်းညမနိုးခြင်းနဲ့အိမ်ဆက်ကြည့်ခြင်းငါအိမ်ဆက်ကြည့်ခြင်းတွေကုန်တာမြန်ဆန်လွန်ခဲ့ငါကိုယ်တိုင်ဖြေရှာလို့မရခဲ့ဘောရာရီရဲ့ခြင်းများနဲ့ငါဒီတကစားပွဲကိုရှုံးစေငါရှုံး